ဒီຫນွေဦးဒေါ်လာကြီးလို့ပြောတဲ့ဒီ Spring Revolution ပေါ့နော်အခုစစ်တပ်အာဏာသိမ်းပြီးတော့ကျွန်တော်တို့စန့်ကျင်ဆန္ဒပြနေတဲ့တိုက်ပွဲကအများဆုံးဥဆောင်နေတဲ့ပုဂ္ဂိုလ်တွေကတော့လူငယ်တွေပဲဖြစ်ပါတယ်ဒီလူငယ်တွေကလည်းဒီ88နောက်ပိုင်း88မတိုင်ခင်လေးမှာမွေးတဲ့ကျွန်တော်တို့လူငယ်တွေပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီရဲ့ခိုက်တန့်ကိုကျွန်တော်ဒေါက်တာဆာဆာဘာများပြောချင်တယ်ဒီလူငယ်တွေကဘာလို့အဲ့လောက်ကြီးလမ်းပေါ်ထွက်ပြီးတော့ကျွန်တော်လူငယ်တွေရဲ့စိတ်ထဲမှာလူငယ်တွေရဲ့ခံယူချက်မှာဘာဒီရှိနေလေဆိုတော့ဒေါက်တာဆာဆာရဲ့လက်လာတလောက်ပေါ့နော်ပြီးရင်အားပေးစကားပေါ့နော်ပြောချင်တဲ့အားလေးဒီရှင်းနေနေပြုတ်ပေးပါနံပါတ်1ကတော့ဒီလိုအာနာတေးတရားမွေစီကောက်စီအောက်မှာသူတို့အနာကရှိဘူးဆိုတာလူတိုက်ကနားလည်တယ်နော်နံပါတ်1ဒီလိုစီအာနာစီဖနာအောက်မှာဘတူမှနေလို့မရတော့ဘူးဆိုတာအကိုလိုမြန်မာပြည်သူလူထုလည်းနားလည်တယ်လူငယ်လည်းနားလည်တယ်ဒါကြောင့်မလို့ကျွန်တော်ကဒီတနေ့ကျတော့ဒီဘာလို့လဲဒီကိုဝဆောင်မိခီကထွက်လာပြီးတော့စာသားပြတယ်เนาะကျွန်တော်လည်းတွေးတဲ့အချိန်မှာကျွန်တော်ခါစားမိတာကသူလည်းပြောတဲ့အတိုင်းကိုကျွန်တော်တို့เนาะဒီလိုပေါ့သူကလေးမွေးမယ်ဘာမဲ့သူမွေးလာတဲ့ကလေးဟာစီအာနာစီတရားမွေသူကိုလာဖြစ်နေမယ်လာချုပ်ချယ်မယ်အကြလာဖက်မယ်เนาะအာနာစီအောက်မှာမွေးခိုက်တယ်မွေးလာမယ်ဆိုတာကိုသူအဖြစ်မခံနိုင်လို့ကိုဝဆောင်မိခီတောင်မှအိမ်မှာမနေဘဲနဲ့ထွက်ပြီထိုနည်းတူပဲနှုတ်တိုက်မိခီဒီဆိုရင်လည်းကျွန်တော်ထွက်လာတော့ကိုတွေ့ရတယ်မတာမစိုးကအစမတာမစိုးဒီကအစသူတို့ကအရိုင်းခံတယ်အတန်းခံတယ်ဥမာပေါ့เนาะကျွန်တော်တို့ဒီနေပြီးတော့မှဖြစ်ခဲ့တဲ့ဥစ္စာပေါ့အဲ့ဒီကျွန်တော်တို့မြတ်တွဲခိုင်ဒီကျွန်တော်ရဲ့ညီမဖြစ်နိုင်တယ်ခင်ဗျညီမလည်းဖြစ်နိုင်တယ်ကျွန်တော်တို့အားလုံးဒီမြတ်တွဲခိုင်ဖြစ်တယ်ဆိုတာကိုမြန်မာပြည်သူလူထုအလုံးနားလည်ဖို့လို့တယ်လို့မန္တလေးမှာရရဆက်ဆက်အတန်းခံရတဲ့လူငယ်2ယောက်ကိုလည်းကျွန်တော်တို့အားလုံးဖြစ်နေဆိုတာကိုနားလည်ကျွန်တော်ကနေပြီးတော့ပြောလို့ပါတယ်ထုံနည်းတူပဲမနေ့ညမှာအဲ့လိုနဲ့ရရဆက်ဆက်เนาะဖြစ်နေချုပ်ချယ်ပြီးတော့အတန်းခံရတဲ့သူရဲ့ကောင်းဒီဟာမြန်မာပြည်သူလူထုကဘယ်တော့မှမေ့မှာမဟုတ်တယ်လို့သူတို့တွေကျွန်တော်တို့ရဲ့သူရဲ့ကောင်းတွေဖြစ်တယ်အာဇာနီဒီဖြစ်တယ်ဆိုတာကိုလည်းနားလည်စေချင်တယ်ထုံနည်းတူပဲကျွန်တော်အနေနဲ့သူတို့ကကျွန်တော်တို့မြန်မာနိုင်ငံအတွက်သူတို့နိုင်ငံအမိနိုင်ငံအတွက်ကိုအသက်ပေးလိုက်ပြီဆိုတော့ကျွန်တော်အနေနဲ့ကောင်းတာကတော့ကျွန်တော်လည်းစဉ်းစားထားတာရှိပါတယ်ဒီအာနာစီအောက်မှာအသက်စီဖို့ထက်ကတော့เนาะအာနာစီအောက်မှာငှက်ကလေးလို့ကျွဲကလေးလို့เนาะအဲ့လိုကျွန်တော်တို့ကိုဖိနှိပ်ချုပ်ချယ်တတိဆာလို့ပေါ့နော်လူမဆာတဲ့အကြဖက်မှုကိုလုံနေမဲ့အစားကတော့ဒီလောကထက်မှာကျွန်တော်တို့မရှိတာပိုကောင်းတယ်အဲ့လောက်အထိကိုကျွန်တော်ရှိစားထားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူလူထုကလည်းကျွန်တော်ကလုံးဝနောက်မဆုတ်တည်ဘူးလုံးဝကိုလည်းဒီအကြဖက်မှုကိုကျွန်တော်ကနော်အကြမဖဲတော့နည်းနဲ့ဆက်လက်ပြီးတော့စားချီသွားမှာဖြစ်နေဒါပေမဲ့လည်းကျွန်တော်လိုအားလာရတော့အခုနကျွန်တော်ပြောသလိုစီးရေးဟာလည်းကျွန်တော်ရဲ့ option တစ်ခုဖြစ်နေနော်ကျွန်တော်တို့အနေနဲ့စီးရေးလို့ပြောတဲ့အခါမှာအမေရိကတပ်မတော်ကအကိုတို့လာပြီးတော့လာဖြစ်မဟုတ်ဘူးကျွန်တော်ကဘလို့နဲ့ကျွန်တော်မဟာမိတ်ပေါ့နေတိုးနော်နေတိုးနဲ့အမေရိကဒီကဘလို့နဲ့ကျွန်တော်တို့ဥမာ KI လိုလာကူညီနိုင်မလဲနော် KNU ကိုဘလို့လာကူညီစနေကိုဘလို့လာကူညီနိုင်မလဲနော်AAကိုဘလို့လာကူညီနိုင်မလဲစီးရေးအရာနိုင်ငံရေးအရာလက်နဲ့အရာခက်ရအရာဒါတွေအားလုံးဟာကျွန်တော်ကစစ်စားနေဖြစ်လာပြီဒါကြောင့်မလို့လူထုအားလုံးဟာလည်းကျွန်တော်ခွာပြလို့တာကတော့ကျွန်တော်ကိုယ်တိုင်လည်းအဆွဲကိုပြီးလူထုနဲ့ရတင်တယ်ဒီဇိုင်းမှเนาะကျွန်တော်တို့မှလုံးဝတိစာရှိနဲ့ရတည်တော့မှာဖြစ်ပါတယ်အစုပ်အထိကျွန်တော်ရည်ဆိုင်တော့မှာဖြစ်ပါတယ်လုံးဝတော့မဆုံးနဲ့လုံးဝမလျှော့နဲ့မလျှော့နဲ့ဆက်လက်ပြီးတော့လောက်ပါချပါကျွန်တော်လည်းပြည်သူလူထုတွေကတော့ဂျီစာကိုယူရတယ်တကယ်ပြောတာကျွန်တော်တို့ဒီမိုကရေစီအတွက် freedom အတွက်ကတော့ဂျီစာကိုကျွန်တော်ယူရတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့လုံးဝဆိုးပဲနဲ့ဒီအကြမဖဲတဲ့နိကိုဆက်လက်ပြီးတော့တွားဖို့ရခေတ်တီလူငယ်နဲ့ generation ဇင်နဲ့ CDM လုပ်နေတဲ့သူတွေအားလုံးကိုလည်းကျွန်တော်ခွာပေးလို့ပါတယ်ပြီးတော့မကြာခင်မှာအဲ့ဒီ generation ဇင်တော့လောကမကြာခင်မှာဒီ system ကိုလုပ်တဲ့သူတွေလောကကိုစားဖို့ရအစိုးယာယီအစိုးရပေါ်လာပါလိမ့်မယ်ဒီယာယီအစိုးရဒီခင်ဗျားတို့အတွက်ဖြစ်တယ်ဒီယာယီအစိုးရဒီပြည်သူလူထုအတွက်ဖြစ်တယ်ပြည်သူလူထုအစိုးရပေါ်လာလိမ့်မယ်မိအောင်နာတေးစီကောင်စီနော်အခက်အစိုးရမဟုတ်တော့ပါဘူးသူတို့ကတော့တဖြည်းဖြည်းနဲ့ကျွန်တော်အဲ့လိုနဲ့လုပ်ပြီးတော့နောက်ဆိုတော့ goodbye forever ဆိုတဲ့နေ့လဲပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူလူထုဟာလည်းလို့ကနော်အားမရောပဲနဲ့ဆက်လက်ပြီးတော့ဒီတိုက်ပွဲကိုအတူတကွဝီကြပါဆိုလို့ကျွန်တော်ပြောလို့ပါတယ်အရေးတော့ပိုအောင်